အမရောက်လာပြီလား တွေ့ရကြပြီ ဟုတ်တယ်မတွေ့ရကြာပြီဘာလို့လုပ်နေရလဲ ခဏနေအောင်ဘာလို့ရလဲနေအောင်မေးအောင်မယ်အញ្ញမ်းကြီးချောလာတာနော်ခုပြောင်းလဲ လိုးနေတယ်အမ ဟုတ်ပါမျက်နှာတင်းပြီးတော့ပြောင်းညာပဲ ဝင်းနေရပဲ ဟိုနည်းနည်းလေးပို့ပြီးတင်းတင်းဖြစ်သွားသလိုပဲခိုင်ဘာလို့လိုက်တာလဲ ဘာလို့လိုက်တာလဲဆိုတော့လွန်ခဲ့တဲ့3ပတ်လောက်က software ဆိုတဲ့ lipstick treatment လေးလုပ်ထားတာ ဘာမှာတော့ပြောဘာလဲ software software က pure wellness မှာလုပ်ထားတာ9မိုင်လေးဟိုကုန်းမြင့်တာအကျော်လေးမှာ အော်ဟန်ရဲ့နဲ့နီးရယ် အေးဟန်ရဲ့နဲ့ အကြီးပဲ အေးဟုတ်တယ်အကြီး ဘာလဲအထဲဝင်ရလား နည်းနည်းဝင်ရတယ် နည်းနည်းလေးပဲအခု လေးလမ်းနဲ့မျက်စောင်းတို့လောက်မှရှိရယ်ဟိုဟာဖြတ်သွားလို့ရှင်တွေ့ရစေကန်းကဘယ်လောက်ကြီးဆိုဝေဇန်နာစီတီမလောက်ရှိ သတိထားမိရယ် ဟုတ်တယ် လည်းဆောက်တွေ့ဘူးတော့ဟုတ်တယ်အခုဒီဘက်လေး a little ပြန်ကြည့်တာ အခုလုံးဝ အဲ့ဒါပါလုံးလို့ရတာပေါ့အဲ့လိုမီရဲ့ဟာတွေပါ ဆရာဝန်ကိုယ်တိုင်အဲ့လိုမျိုး consultation လုပ်ပြီးတော့ ဆရာဝန်တွေနဲ့တေချာပြောပြီးတော့သူတို့အဲ့ pure မှာကျတော့ဆရာဝန်တွေကလုံးဝအရန်စိတ်ရှိရယ်ပြီးလို့ရှင်တေချာလေးဆွေးနွေးပြီးရယ် ဈေးရောများလားအမ ဈေးကတော့ဘယ်လိုပြောမလဲတစ်ခါတစ်ချိန်ပဲလုပ်ပြီးတော့တစ်နှစ်လောက်ပဲခံတာဆိုတော့လေခါတော့ worth it ဖြစ်တယ်လို့ထင်တယ် ဟုတ်တယ်လေနောက်ဟိုနိုင်ငံခြားမှာဟိုဘန်ကောက်ပဲထားပါတော့ဟဲ့ငါသွားလို့ရှိရင်အခုဟိုမသွားဖြစ်တာတို့ဘာလို့ဆိုရင်ဒိတ်ကြော်သွားတာတို့ဆိုရင်အစနေပြန်လောက်ရတာတို့မသိတာတော့ ဈေးလေးနိုင်ငံခြားတော်တော်ကြီးရနော် နေစရိတ်တခြားမကြည့်နေဘူးနေစရိတ်သွားစရိတ်လာစရိတ်စားစရိတ်အောင်မှအဲ့ဒါရပါသေးတယ် အခုဟိုတလောကလေ Kim Kardashian တို့ Khloe Kardashian တို့လေသူတို့တော့မှ software လုပ်တယ်ဆိုပြီးတော့ ပြအောင်မတွေ့ဘူး တော့ပြမယ်အမ software လုပ်တယ်ဆိုပြီးတော့ ပို့လိုက် တက်လာတာတ သူ ည် ပို့ ဟုတ် လိုက် သူပြောထားတာဆိုလို့ရှိရင် software ကသူက natural ဖြစ်တဲ့ဟာကိုကြိုက်တာကွာတခြားprocedure တွေဆိုလို့ရှိရင်ထားပါ lip အရင်တက်မလားလုပ်တဲ့ procedure တွေဆိုလို့ရှိရင် invasive နည်းနည်းဖြစ်တယ်ဒီ software ကကျတော့ non invasive ဆိုတော့သူတို့အဲ့ဒါကိုကြိုက်တယ်ဆိုတော့သူတို့ရေးတာညွှန်ပြမယ်နိုင်ငံခြားမှာ Hollywood က celebrity တွေအောင်လုပ်တာကွာသိလားအဲ့ဒါကိုကိုမြန်မာနိုင်ငံမှာလုပ်လို့ရတယ်ဆိုတော့အရန်ကိုမှအဆင်ပြေတော့ တခုတော့ရှိရလေသိကျင်တာလေဟိုအဲ့လိုမျိုးဟိုတခြား treatment တွေဆိုလို့ရှိရင်လေအခုကွာဒီနေ့လုပ်တယ်ကွာနောက်3ရက်ကို make up မလင်းရဘူးလို့သိလားအဲ့လိုမျိုးလေ down time မှာဘယ်နှလောက်တော့အပေါက်တော့အဲ့နဲ့မဟုတ်ဘူးပေါ့ down time အဲ့လိုရဲနေရတော့ဖြစ်မှာလားနာမှာလား no down time အော် ထောင်းတိုင်းလုံးဝမရှိဘူးထောင်းတိုင်းလုံးဝမရှိဘူးလုတ်ပြရနဲ့ညနေမလိုက်ပွဲတက်လိုက်ခိုင်ဆိုလို့ရှိရင်ဒီ level ထိပါလောက်တာပေါ့နော် level နေရလဲခိုင်ဆိုဘယ်လိုပြောမလဲနည်းနည်းအသက်ရရလာတယ်ကိုယ်တော့တည်ရမှာနော်နည်းနည်း နော် a little ပေါ့တည်ရမှာ little အဲ့လိုဖြစ်လာအဲ့ဟိုဟာ level ထိပါဒေါက်တာတွေကလုတ်ပြီးရဆိုတော့နည်းနည်းအချိန်ကတော့တစ်နာရီခွဲအဲ့လောက်လောက်ပဲ ဘယ်တော့သွားမလဲ ရမနေ့ပြန်သွားမယ်လေ မနေ့ဘာနေလို့မနေ့ မနေ့ပြန်စနေနေ့ အားတယ်မနေ့က အဲ့ကိုဖုန်းခေါ်လာပြီ ကိုနဲ့ခါချိန်ပြီးတော့ချိန်လိုက်တော့ ချိန်လိုက်တော့ တယောက်တည်းသွားမှာလားကိုကိုပါခေါ်သွားမှာလား ဟုတ်လေ ခေါ်သွားလေ အဲ့လိုယောက်ျားလေးရောလှုပ်လို့ရလား ယောက်ျားလေးလည်းလို့ရတယ်အဲ့ဒါဆိုတော့ကြမယ်မဖြတ်ရ เย้ အောင် လှကြမယ်လှကြမယ် လာမယ်တချမ်းမတိုင်းမီအရန်လှချင်နေတာခကြီးသွားမှာမို့ ရအောင်တော့အရန်လှချင်မိန်းကလေးဆိုတော့လှချင်တာနော်လှချင်တာပဲလှ မိန်းကလေးဆိုရင်ဟုတ်လှလှပပကိုနေရ နေ မှာ နေရမှာဟုတ်တယ် Okay let's go cheers